ကဲချင်းကြီးကိုအားလုံးပဲမင်္ဂလာပါဗျဟုတ်ကဲ့ပါကျွန်တော်တို့ကြည့်ရှုဆောင်မြောင်နေကြတဲ့ချင်းကြီးကိုအားလုံးပဲမင်္ဂလာပါဗျစวัสดีครับဟုတ်ကဲ့ပါကျွန်တော်ဒီမှာကျွန်တော်ရဲ့ဒီ Telegram မှာချင်းကြီးကိုဂျိုင်းထားလို့ရပါတယ်ကျန်တဲ့လိပွဲစဉ်လေးတွေဩစတြေးလျလိအင်ဒိုနီးရှားလိဥပမာပေါ့လိပေါင်းစုံကျွန်တော်ပွဲစဉ်လေးတွေအဆင်ပြေတယ်ဗျချစ်ကိုတော့နော်ဟုတ်ကဲ့ပါဆိုတော့ကျွန်တော်ဒီမှာဆိုတော့ကျွန်တော်ချက်စီနဲ့ဘိုးဘေးအဖေဖလားပွဲလေးပဲပွဲကျွတ်သုံးတတ်မယ်ဗျချစ်ကိုနော်ဟုတ်ပါမနေ့ကတော့တင်ပေးထားပါတယ် PH ပွဲစဉ်လေးကိုကျွန်တော်တကယ်လို့အကြိုက်တွေ့တယ်ဆိုရင်ကျွန်တော်ရဲ့ feature ထဲမှာတင်ပေးထားမှာပဲချစ်ကိုနော်ဟုတ်ကဲ့ပါဆိုတော့ဒီမှာ Man City နဲ့ Liverpool ပွဲစဉ်လေးလည်းရှိတယ်ဒါပေမဲ့ကျွန်တော် Man City နဲ့ Liverpool ကြတော့နည်းနည်းရွေးရတာခက်ခဲလေးဖြစ်လို့ဆိုပြီးကျွန်တော်မရွေးဖြစ်တာဗျကျွန်တော်အဲအကြောင်းဒီ Chelsea ပွဲကိုပဲရွေးချယ်လိုက်ရတာပါချစ်ကိုနော်ဟုတ်ဆိုတော့စမယ်ကျွန်တော် Chelsea ကဒီချန်ပီယံလိကန်နဲ့ဒီ PSG နဲ့အေဗာတန်လည်းရှုံး၄ပွဲဆက်ရှုံးထားတယ်ချစ်ကိုချက်စီကဟောဒီနောက်ပြီးတော့သူကပွဲချက်ကန်လာလို့ပြောလို့ရတယ်ဒီ၄လပိုင်းထဲမှာလည်းနောက်မန်စီးတီးနဲ့လည်းတွေ့ဖို့ရှိတယ်ပြီးများလိမ့်မှာဆိုတော့လက်ရှိသူနဲ့ကန်တဲ့တင်းကလည်းအင်္ဂလန်လိ1အောင်မှာသူအစစ်ဟုတ်အောက်ဆုံးမှာအစစ်24မှာပိတ်ဆုံးမှာသူ့ရဲ့အောင်မှာဆိုလို့မြင်းချောင်းပဲရှိတော့တယ်သူချက်စီကလည်းဒီနောက်3ပွဲဆက်ဂိုးပြတ်တွေကြီးရှုံးထားဒါပေမဲ့လက်ရှိသူအကျုံးပေးထားတာလေးကိုလည်းစိတ်ဝင်စားဖို့ကောင်းတယ်ချစ်ကိုနော်ကြော်ပေးထားတာဆိုရင်ဘော်ဒီကြော်ပေးထားဆို3လုံး20ရှုံးလက်ရှိပေါ့နော်ဂိုးဘော်ကြော်ပေးထားဆိုရင်4လုံးတဝက်စားလောက်ပေးထားတယ်4လုံးပြန်လည်းပေးထားတယ်ချစ်ကိုအော်ကျွန်တော်ချက်စီကိုပဲနည်းနည်းအကြိုက်တွေ့မိရဗျဘော်ဒီပေါ့ဒါပေမဲ့ဒီပိုးပေးရလေသူနဲ့ကန်တဲ့အသင်းရလေဒီအဖေဖလားကန်လာတာသူဆန်နာလန်တို့တော့နိုင်လာတယ်သူ့အိမ်ကွင်းမှာပေါ့ဒါပေမဲ့အဝေးကွင်းတော့ခြေစမ်းမိုင်းကတော့တိတ်မကောင်းပါဘူးချစ်ကိုကျွန်တော်ကတော့ဘလိုပဲဖြစ်ချက်စီကိုပဲရွေးချယ်ပေးခြင်းနဲ့ဗျဘော်ဒီပေါ့ဒါအကြိုက်ကြီးတဲ့တော့မဟုတ်ကြိုက်တော့ကြိုက်တယ်ဒါပေမဲ့ခုနသူချက်စီရဒီချက်ပရီးမီးယားလိမှာလဲသူမန်စီးတီးနဲ့တွေ့အောင်မှာဆိုတော့ဒီပွဲစဉ်မှာသူအရန်ကစားသမားရင်တော့ပဲထက်သုံးမယ်တဲ့ချစ်ကိုတော့ဘလို့ပဲဖြစ်ဗျာသူ၄ပွဲဆက်ရှုံးထားတဲ့ဒါမလို့ဒီပေးထားတဲ့ body ကြောပေးထားပြင်းရင်သူဘလို့ပဲဖြစ်ချက်စီအောင်မှုများတယ်ချစ်ကိုဟောကျွန်တော်body ပဲရွေးချယ်လိုက်မယ်ဗျာနော် Chelsea body ပဲရွေးချယ်လိုက်မယ်ချစ်ကို YouTube မှာလည်းတင်ပေးထားပါတယ်ကို Sport Channel ဆိုပြီးရှာလိုက်လို့ရပါတယ်ဒီကျွန်တော် TikTok ပေါ် link မှာဆိုလဲကို Sport Channel ဆိုပြီးတော့ link လေးရှိပါတယ်ဗျအဲ့ link လေးကိုနှိပ်လိုက်ရင်ရပါတယ်ဗျချစ်ကိုနော်ဟုတ်ကဲ့ပါကိုဆိုးရဲ့အမာခံချင်းကြီးကိုရလက်ကောင်းနေပိုင်ဆိုင်နေမှာဆိုကျွန်တော်ကိုဆိုးစုမကောင်းတောင်းပေးလိုက်ပါတယ်ချစ်ကိုနော်